အားလုံးမင်္ဂလာပါနော်ကျွန်တော်နာမည်ရဲတီဟာပါကျွန်တော်ဒီနေ့ဝင်များပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်စင်းသမားတွေအတွက်အရေးကြီးတဲ့ topic လေးတစ်ခုဖြစ်တဲ့ cash accounting နဲ့ accrual accounting ဆိုတဲ့ topic လေးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ cash accounting ဆိုတာဘာလဲ accrual accounting ဆိုတာဘာလဲဆိုတဲ့ကျွန်တော် definition လေးနဲ့အရင်ဦးဆုံးမိတ်ဆက်ပေးပါမယ်အဲ့တော့ cash accounting ဆိုတာကတော့ကျွန်တော်ထွေထွေထူးထူးဘာမှအရင်စဉ်းစားစရာမလိုပါဘူးအဲ့တော့ငွေနဲ့ဓာတ်ရိုက်ပတ်သက်တဲ့ transaction တွေဆိုရင်ကျွန်တော်တို့ဝင်ငွေနဲ့ပတ်သက်တယ်ဆိုရင်အမှန်တကယ်ရမှသာငွေစည်းရင်းနဲ့ဘဏ်စည်းရင်းနဲ့မှာစည်းရင်းရေးသွင်းရမှာဖြစ်ပြီးတော့အသုံးစရိတ်တွေနဲ့ပတ်သက်ရင်လည်းအမှန်တကယ်ပေးချေလိုက်တဲ့ payment တွေကိုပဲကျွန်တော်တို့ငွေစည်းစာအုပ်ထဲမှာစည်းရင်းရေးသွင်းရမယ်အပိုင်းဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင် cash accounting လို့ခေါ်ပါတယ်အဲ့တော့တနည်းအားဖြင့်ပြောရင်ငွေရတာငွေပေးတာအမှန်တကယ်ငွေရမယ်အမှန်တကယ်ငွေပေးတဲ့အရာတွေကိုပဲစည်းရေးသွင်းတာကို cash accounting လို့ခေါ်ပါတယ်အဲ့တော့ accrual accounting ကကြတော့အဲ့လိုမဟုတ်ပါဘူးအဲ့တော့အဓိကကျွန်တော်စင်းငိုင်တယောက်ဖြစ်လာစေတဲ့အဓိကအကြောင်းတရားတစ်ချက်ထဲမှာဒီ accrual accounting ကိုနားလည်ခြင်းနဲ့နားမလည်ခြင်းပေါ်မှာအများကြီးမူတည်ပြီးတော့ကွာဟသွားမှာဖြစ်ပါတယ်အဲ့တော့ဒါစင်းငိုင်တယောက်ကိုဖြစ်လာစေတဲ့เนาะအခြေခံလိုအပ်ချက် topic လေးတစ်ခုလို့လည်းပြောလို့ရပါတယ်အဲ့တော့ accrual accounting ဆိုတာဘာလဲလို့ပြောရင်ကျွန်တော်တို့ကလုပ်ငန်းနဲ့ပတ်သက်လို့အရှုံးမြတ်စင်းတွေကိုဆွဲတဲ့ချိန်မှာဒီငွေရတာငွေပေးတာဆိုတဲ့အမှန်တကယ်ရတဲ့အမှန်တကယ်ပေးတဲ့အရာတစ်ခုလေးနဲ့ပဲကျွန်တော်တို့ကစင်းရင်းတွေကိုဆွဲလို့မရပါဘူးအဲ့တော့ဒီနေရာမှာပို့ပြီးတော့နားလေသဘောပေါက်အောင်လို့ကျွန်တော်ရှင်းပြရမယ်ဆိုရင်တော့အဲ့တော့ဥပမာကျွန်တော်တို့ကကုန်ရောင်းနေပေါ့အဲ့တော့ကုန်ရောင်းနေဆိုတဲ့အနေထားမှာလက်ငင်းရောင်းလို့ပတ်စံရရင်တော့ဒါဒီ cash account နဲ့အရာเนาะကုန်ရောင်းနေကုန်ရောင်းမှာဘာလို့လဲကျွန်တော်တို့ credit ဆေးကောက်မှာထည့်ပြီးတော့ကုန်ရောင်းရငွေဖြစ်တဲ့အတွက်ငွေဝင်လာမှာဆိုတော့ငွေစင်းစာအုပ်မှာ cash account မှာ debit ဆိုပြီးသွင်းလိုက်ရင်ဒါ cash account နဲ့အရာအမှန်တကယ်ငွေရတဲ့လက်ငင်းရောင်းတာကိုစင်းသွင်းလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကဘာမှပြဿနာမရှိပါဘူးဒါပေမဲ့အကျွေးရောင်းတာတွေကိုလည်းကျွန်တော်တို့အရှုံးမြတ်ဆွဲတဲ့အချိန်မှာကျွန်တော်တို့ထည့်သွင်းရေးဆွဲပေးဖို့လိုအပ်ပါတယ်အဲ့တော့ဘာကြောင့်လိုအပ်တာလဲဆိုရင်ကျွန်တော်တို့ကကုန်ပစ္စည်းတွေကိုက customer ကို deliver လုပ်လိုက်ပြီး transaction ဖြစ်သွားပြီဆိုတာနဲ့ဒါဒီကုန်ရောင်းမြည်သွားပါပြီဘာကြောင့်လဲဆိုကိုယ်လုပ်ငန်းထဲမှာရှိနေတဲ့ inventory ကိုကထုတ်ပြီးတော့เนาะ customer တွေကိုပို့လိုက်တာဖြစ်တဲ့အတွက်အဲ့ဒါဒီဘာဖြစ်လဲဆိုရင်ကုန်ရောင်းရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်သွားပါတယ်အဲ့လိုမျိုးကုန်ရောင်းရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကငွေရသည်ဖြစ်စေမရသည်ဖြစ်စေဘာလို့ရမလဲဆိုရင်ကုန်ရောင်းဆိုပြီးတော့ဆေးကောက်မှာ credit သွင်းရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီရောင်းလိုက်တဲ့ပတ်စံကမရသေးတာဖြစ်တဲ့အတွက်တစ်ဖက်မှာလည်းဘာလို့လဲရရန်ရှိနေတဲ့ trade receipt ပဲပေါ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအနေထားမှာကျွန်တော်တို့က income ကဖြစ်သွားပြီဒါပေမဲ့ပတ်စံတော့မရသေးဘူးအဲ့တော့မရသေးတဲ့ဘာလို့လုပ်ရလဲဆိုရင်ရရန်ရှိပေါ်ပြီးတော့မှကျွန်တော်တို့ကဆေးကိုလည်းပြပေးရမှာဖြစ်ပါတယ်ဒါဒီ accrual account တွေကအချက်တစ်ချက်ဖြစ်ပါတယ်နောက်တစ်ခုကအသုံးစရိတ်တွေနဲ့ပတ်သက်တယ်ဆိုရင်ကျွန်တော်ဝန်ထမ်းလားစာလုံးမျိုးပေးတာတွေရှိမယ်ဆိုင်ကငားရမ်းကားတွေပေးတာမျိုးတွေရှိမယ်အဲ့လိုမျိုးအမှန်တကယ်ပေးချေလိုက်တဲ့အရာတွေကကြတော့ဒါ cash accounting ဖြစ်ပါတယ်အဲ့တော့ငွေပေးချေလိုက်တော့เนาะ cash account မှာရော့သွားမှာဖြစ်တဲ့အတွက် cash မှာ credit နဲ့ဒါဒီလုပ်ငန်းရဲ့ business expense ဖြစ်တဲ့အတွက် expense လို့ခေါ်တဲ့စရိတ်စီးရင်မှာ debit ဆိုပြီးထည့်လိုက်ရင်ဒါဒီ cash accounting ဖြစ်ပါတယ်အဲ့တော့ဘာမှအဲ့ဒါကခက်ခက်ခဲမရှိပါဘူးဒါပေမဲ့ accrual accounting အနေနဲ့စရိတ်ကကျွန်တော်တို့ကသုံးပြီးပြီဒါပေမဲ့ပတ်စံမပေးရသေးဘူးအဲ့လိုအနေအထားမျိုးမှာဆိုရင်လေကျွန်တော်တို့အရှုံးမြတ်ဆွဲတဲ့အချိန်မှာဒီလိုစရိတ်မျိုးကိုလည်းထည့်သွင်းပေါ်ပြပေးရမှာဖြစ်ပါတယ်အဲ့တော့ဥပမာဆိုကြပါတော့ကျွန်တော်တို့မီတာကနော်သုံးပြီးပြီအဲ့တော့မီတာရဲ့သဘောတဘာဝသိတဲ့အတိုင်းကျွန်တော်တို့ဒီတစ်လမှာသုံးတဲ့မီတာကိုကျွန်တော်တို့နောက်လမှာဆောင်ရတယ်ဒါဆိုဒီလုပ်ငန်းထဲမှာဒီမီတာကိုကျွန်တော်တို့ကသုံးလိုက်တာဖြစ်တဲ့အတွက်စရိတ်ကဖြစ်သွားပြီဒါပေမဲ့ပတ်စံကမပေးရသေးဘူးဒါဆို cash account နဲ့ရပြောရဲဆိုရင်ဒါစီးရင်သွင်းစရာမလိုဘူးပေါ့ဒါပေမဲ့ accrual account နဲ့ရှုထောင့်ကနေကြည့်လိုက်တဲ့အချိန်မှာစရိတ်ဒီငွေပေးပြီးပြီဖြစ်စေမပေးပြီးပြီဖြစ်စေလုပ်ငန်းမှာဒီစရိတ်ကိုသုံးစွဲပြီးပြီဆိုရင်ကျွန်တော်တို့ကစရိတ်အနေနဲ့ပြရမှာဖြစ်တယ်လို့မပေးရသေးဘူးဆိုရင်လည်းတစ်ဖက်မှာဘာလုပ်ရမလဲဆိုရင်ပေးရန်ရှိဖို့ပေးရမှာဖြစ်ပါတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် accrual accounting လို့ခေါ်ပါတယ်
အဲ့တော့ကျွန်တော်ဒီနေရာမှာလည်း accrual account ရဲ့ example လေးတစ်ခုကိုကျွန်တော်ဒီမှာထည့်ပြီးတော့ပြောပြပေးထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုရင်လုပ်ငန်းရဲ့ကျွန်တော်တို့ကအရှုံးမြတ်တွေဆွဲတဲ့ချိန်မှာလုပ်ငန်းမြတ်သွားပြီဆိုရင်ဝင်ငွေခွန်လို့ခေါ်တဲ့ income tax ကိုဆောင်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလုပ်ငန်းရဲ့နော် final report တွေကနှစ်ကုန်တဲ့ချိန်မှာပိတ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီ income tax ကိုဆောင်ရတာကဒီနှစ်ကုန်စည်းရင်းပိတ်ပြီးတဲ့ရက်90နောက်ပိုင်းကြတော့မှကျွန်တော်တို့အခွန်ဆောင်ရတာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အခွန်ဘယ်လောက်ဆောင်ရနိုင်ကြီးရှိတယ်ဆိုတဲ့ income tax ကိုနိုင်ငံတနိုင်ငံမှာသူသတ်မှတ်ထားတဲ့ income tax rate နဲ့ကျွန်တော်တို့ကထပ်မံတွက်ချက်ပြီးတော့ဘာလုပ်ရလဲဆိုရင်စရိတ်ပြခဲ့ရပါတယ်နော် income tax ဆိုပြီးတော့ဘာလို့လဲစရိတ်ပြခဲ့ရပါတယ်အဲ့တော့ပူရာလိုရာကိုညှိတဲ့အပိုင်းကတော့ဒါကျွန်တော်တို့ income tax ဆိုတဲ့အခန်းကတီးခြားကျွန်တော်တို့ IS တွဲအနေနဲ့တွားရတာရှိပါတယ်အဲ့တော့ဒါတွေကတော့နောက်ပိုင်းကျရင်ကျွန်တော်နောက်ဗီဒီယိုကလစ်တွေမှာထပ်ပြီးတော့ရှင်းပြပေးပါအဲ့တော့ income tax ဒီကျွန်တော်တို့ကဝင်ငွေခွန်ဆောင်ရမှာဖြစ်တဲ့အတွက်စရိတ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီအမျက်ထဲမှာဒီဝင်ငွေခွန်လို့ခေါ်တဲ့ income tax ကိုနှုတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့စရိတ်မှာ debit ပြခဲ့ပေမဲ့သူကပေးချေရမှာကနောက်နှစ်ထဲမှာပေးရမှာဆိုတော့ကျွန်တော်တို့ဘာဖော်ရမလဲဆိုတော့ပေးရန်ရှိဝင်ငွေခွန်ခိုးဆိုပြီးတော့ကျွန်တော်တို့က current liability အောက်ထဲမှာ credit အနေနဲ့ income tax ပေးပြီးပဲဆိုပြီးတော့စီးရေးသွင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါဒီကျွန်တော်တို့ကaccrual accounting မှာရှိနေတဲ့ example လေးတွေကတစ်ခုဖြစ်ပါတယ်အဲ့တော့နောက်တခြားအရာတွေလည်းအများကြီးရှိပါတယ်ဥပမာဝင်ငွေနဲ့ပတ်သက်တဲ့ဆိုရင်ကျွန်တော်ခုနပြောလို့ပေါ့အချွေရောင်းတာတွေရှိမယ်ပြီးတော့တခြားငွေမရတဲ့တခြား income မျိုးတွေလည်းရှိတတ်ပါတယ်အဲ့တော့ဒါမျိုးဆိုရင်လည်းကျွန်တော်တို့ကအရှုံးမြတ်ဆွဲတဲ့အချိန်မှာဖော်ပြပေးရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာ non current asset တွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့တန်ဖိုးလျှော့ရတဲ့ depreciation လို့စကားမျိုးတွေရှိတယ်ပေါ့ဒါဆိုဒီလို depreciation လို့စကားမျိုးတွေကကြတော့ကျွန်တော်တို့ပတ်စံကုန်လားလို့ပြောရင်မကုန်ဘူးဒါပေမဲ့ဘယ်ချိန်ကလေးကပတ်စံကုန်လားလဲဆိုရင်ဒီ non current asset ကိုစပြီးတော့ဝယ်တဲ့ချိန်မှာကလေးကပတ်စံကုန်သွားပြီ cash account လေးရဒါပေမဲ့အဲ့လိုကုန်သွားပြီမဲ့ဒီ non current asset ကိုကျွန်တော်တို့က2နှစ်3နှစ်နော်9နှစ်10နှစ်ကြာသုံးမှာဖြစ်တဲ့အတွက်အဲ့ဒီကုန်သွားတဲ့ဟာကိုချက်ချင်းစရိတ်ပြလို့မရဘူးအဲ့တော့ဘယ်လိုပြရမလဲဆိုတော့ဒီ non current asset ကိုကျွန်တော်တို့ဒီလုပ်ငန်းမှာသုံးပြီးတော့သူ့စီရမယ် benefit ကဘယ်နှစ်လဲဆိုတဲ့ live လို့ခေါ်တဲ့သူ့ရဲ့အသုံးပြုမဲ့တက်တန်းပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့သူ့ရဲ့စီကိုခွဲပြီးတော့ပြပါတယ်ဒါဆိုအဲ့လိုပြရဲဆိုတဲ့အနေအထားမှာဒီ non current asset စီရတဲ့ benefit နဲ့ညီမျှတဲ့ cost ကိုလိုက်ပြမှာဖြစ်ပါတယ်ဒါဆိုအဲ့လိုမျိုး cost နဲ့ benefit ကိုညီမျှအောင်ပြတဲ့ depreciation ဆိုတဲ့ expense တွေအဲ့ဒါ non cash item ထဲမှာပါပါတယ်ဒါဆိုဒီဟာဒီ cash account လေးရပြောရင်တော့မဆိုင်ပေမဲ့ကျွန်တော်စီးရင်ကိုင်ရဲ့ accrual accounting accrual or matching concept ရပြောရင်တော့ဒါဒီစရိတ်ထဲမှာထည့်သွင်းဖော်ပြပေးရမှာဖြစ်ပါတယ်ဒါဆိုအခုကျွန်တော်ဒီမှာပေးသွားတဲ့ example အနေနဲ့ပြောမယ်ဆိုရင် cash accounting ဒီအမှန်တကယ်ငွေရတဲ့အမှန်တကယ်ငွေပေးတဲ့အရာတွေကိုစီးရင်သွင်းတာဖြစ်ပြီးတော့ accrual accounting ဆိုတာကအမှန်တကယ်ငွေရတာငွေပေးတာအပြင်ဟိုမှာတကယ်ဒီကာလနဲ့သက်ဆိုင်တဲ့ income တွေဆိုရင်ငွေရသည်ဖြစ်စေမရသည်ဖြစ်စေ income ပြမယ်ရရန်ရှိပေါ့မယ်မရသေးရင်ပေါ့နော်။မှဈေးနဲ့ပတ်သက်တယ်ဆိုရင်လည်းကျွန်တော်တို့က expense ပြမယ်မပေးရသေးဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ပေးရန်ရှိပေါ့မယ်။အဲ့တော့ဒါမျိုးလေးတွေလုပ်ပေးတဲ့စီးရေးသွင်းတဲ့အရာတစ်ခုကိုဘာလို့ခေါ်လဲဆိုရင် accrual accounting လို့ခေါ်ပါတယ်။အဲ့တော့အသေးစိတ်ကတော့ကျွန်တော်တို့ practice အများကြီးလုပ်ဖို့လိုသလိုဒီစီးရင်နဲ့ပတ်သက်တဲ့နော်ပညာရက်တွေကိုလည်းအသေးစိတ်လေ့လာစီးပူးပြီးတော့သင်ကြားဖို့လည်းလိုပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ knowledge sharing ကတော့တနည်းအားဖြင့်ပြောရင်တော့အပေါ်ယံပေါ့ overall လေးတော့နားလည်အောင်လို့ကျွန်တော်အနည်းချုပ်လေးပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီ cash accounting နဲ့ accrual accounting နဲ့ပတ်သက်လို့လည်းအဲ့တော့တခုခုနားမလည်တာတခုခုမေးချင်တာတခုခုဆွေးနွေးချင်တာမျိုးရှိခဲ့ရင်လည်းအဲ့တော့ဒီ comment box မှာဝင်ရောက်ဆွေးနွေးမေးမြန်းတိုင်ပင်သွားလို့ရပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဝင်မြပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအဲ့တော့ဒီဗီဒီယိုဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြတာ